အနုပညာကြီးအမေဇုံမင်းသမီးကြီးဖြစ်ပေမဲ့အကျွေးစိတ်တစ်စိတ်ကအစတန်ဖိုးထားသုံးဆွဲတဲ့ဖွေစင်အနုပညာလောကထဲမှာမင်းသားမင်းသမီးတချို့ကအောင်မြင်လာပြီဆိုရင်အောက်ခြေလွတ်သွားတတ်ပါတယ်ကိုပဲဘဝကတက်လာတယ်ဆိုတာတောင်မေ့ပြီးတောင်ဖြုံးပျော်ပါဟင်းနဲ့ဘဝမေ့တဲ့အထက်မှာပရိသတ်အချစ်တော်ဖွေစင်လေးကတော့မပါခဲ့ပါဘူးမျိုးနဲ့ယိုနဲ့အနုပညာလောကထဲမှာအောင်မြင်လာသလိုကိုယ်တိုင်လည်းအကယ်ဒမီတောင်းစုရထိတ်တန်းမင်းသမီးဖြစ်ပေမဲ့အောက်ခြေလွတ်မသွားပဲအကျွေးစီလေးတစ်ခုချင်းစီကအစတန်ဖိုးထားသူဖြစ်ပါတယ်။သူမရဲ့အကောင့်မှာတင်ထားတဲ့ဗီဒီယိုလေးမှာဆိုရင်လည်းထိတ်တန်းမင်းသမီးဆိုပေမဲ့မာနမထားပဲအခုလိုအပြုတ်မူလေးတွေကလေးစားစရာကောင်းနေပါတယ်။အကျွေးစစ်လီတွေကလည်းသူဟာနဲ့သူတန်ဖိုးရှိတာပဲဆိုပြီးဖွေးကလေးစားစရာအပြုတ်အမူကိုလုပ်ပြခဲ့တာပါ။သူများတွေလိုနိုင်ငံကျောင်းရောက်ပြီးဆိုတာနဲ့အစင်မြင့်ဆိုင်ကြီးတွေ shopping mall ကြီးတွေမှာစိန်ခံပြမနေပြီလမ်းဘေးဆိုင်လေးမှာထိုင်စားနေတာဖြစ်ပါတယ်။လက်တလောမှာတော့ထိုင်းနိုင်ငံကိုအလဲအပတ်ရောက်နေပြီးနမဲကျော်အစားအစာတစ်ခုဖြစ်တဲ့ကွေးတီလိုတွေစားနေတာတာ။သူမရဲ့တငယ်ချင်းနဲ့လမ်းဘေးဆိုင်လေးမှာရိုးရှင်းစွာထိုင်စားနေရင်ပတ်စံအိတ်ထိပ်ကိုမေ့လာပုံပေါ်ပါတယ်။ဒါကြောင့်ပါလာရဲ့အချွေစိတ်ကလေးတွေကိုပဲတစ်ခုချင်းစီတေချာထောက်ကရီတွက်နေရင်းနဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကိုချပြခဲ့တာပါ။အကျွေးစစ်တွေအကုန်လုံးပေါင်းလိုက်ရင်တောင်ဘတ်100လောက်ပဲရှိပေမဲ့ဖွေးကတော့ဒါကိုအယမ်းပျော်နေပါတယ်။ဒီလောက်ဆိုရင်ငါလိုမုံစားလို့ရပြီဆိုပြီးဝမ်းတာစွာနဲ့ပြောနေတဲ့ပုံကတကယ်ကိုဖြူစင်းတဲ့ကလေးတစ်ယောက်လိုပါပဲ။တချို့မင်းသမီးတွေလိုမျိုးစားတောက်ဆိုင်ကြီးတွေမှာဟိဟန်ကြီးနဲ့ဒေါ်လာတွေထုတ်ကစားပြမနေပဲလမ်းဘေးဆိုင်လေးမှာအကျွေးစီလေးတွေနဲ့ဝယ်စားနေတာကဖွေးရဲ့ဖြူစင်းတဲ့စိတ်ထားလေးပါ။မြန်မာနိုင်ငံမှာအမှုပညာကြီးအမြင့်ဆုံးမင်းသမီးတွေမှာပါဝင်တာကြောင့်ဖွေးလည်းကြွားရင်ကြွားလို့ရပေမဲ့ရိုးရှင်းစွာပဲနေခဲ့ပါ යි ။ဘဒူတွေပါဖြိုးအရင်ကြီးလိုက်ခံစားမနေပဲကိုယ့်ရဲ့ချစ်တီမှုလေးအတိုင်းပဲစိတ်တိုင်းကြနေမယ်ဆိုတာကဖွေးရခံယူချက်ပါ။ဒါကြောင့်လေပတ်စံတွေဘလောက်ပဲချမ်းသာပါစေသူမစိတ်ထဲကရိုးရှင်းတဲ့ခံစားချက်လေးအတိုင်းလမ်းဘေးဆိုင်လေးမှာပဲစားတောက်ပြီးအကျွေးစီလေးတွေကိုတန်ဖိုးထားသုံးဆွဲနေတာပါ။ဖွေးကမကြခင်ကျင်းပမဲ့မြန်မာရုပ်ရှင်ထူးချွန်အကယ်ဒမီစုပေးပွဲမှာလည်းဇက်ဆောင်အကယ်ဒမီရဖို့ရေဖန်းစားနေပါတယ်။ဒါပေမဲ့ဖွေးကတော့ဒါတွေကိုသိပ်ပြီးဂရုမစိုက်ပါဘူး။ရုပ်ရှင်တွေရိုက်နေတယ်ဆိုတာကလည်းသူမကိုချစ်တဲ့ပရိသတ်တွေကိုအမှုပညာတွေချပြခြင်းလို့ပါ။ရုပ်ရှင်ရုံတင်ကားတွေအများကြီးရိုက်ကူးထားတာမလို့ပုံမှန်လေးယုံတင်ပြတာခွင့်ရနေရင်ကိုဖွေးကကျေနပ်နေပါပြီ။ဒီလိုစိတ်ထားကောင်းမွန်လွန်တာကြောင့်လေနှစ်ပေါင်းများစွာအမှုပညာလောကထဲမှာနာမည်ပြက်လုံးဝမရှိဘဲရပ်တည်နိုင်ခဲ့တာပါဖွေးလိုစိတ်တဘောယူရှင်ပြီးမာနမကြီးပဲဖြူစင်းတဲ့မင်းသမီးဆိုတာဒီနေ့ခင်မှာရှားသွားပါပြီရုပ်ကလေးကလည်းချောသလိုအရေးချင်းလဲရှိပြီးအရန်ချစ်စရာကောင်းတဲ့ဖွေးကိုအမှုပညာလောကကနေအနားမယူစေချင်ကြပါဘူးဖွေးကတော့အခုလိုမျိုးချစ်တဲ့မိသားစုတွေတငယ်ချင်းတွေနဲ့အလဲအပတ်ခရီးတွေတွားရင်းနဲ့လွတ်လပ်တဲ့ဘဝကိုပို့ပြီးသဘောကျနေလာဖြစ်ပါတယ်အခုလေအလုတ်အားတဲ့အချိန်ထိုင်းနိုင်ငံမှာလဲပတ်နေရင်းနဲ့တပတ်တန်အခြေစီလေးကအစအားလုံးကတန်ဖိုးရှိတယ်လို့ပြောပြီးရိုးသေးနဲ့သုံးဆွဲနေတာပါဖွေးရဲ့အခုလိုစိတ်ထားလေးကတော့အယမ်းကိုလေးစားစရာကောင်းပါတယ်ပတ်စံတွေအများကြီးချမ်းထားပြီးအောင်မြင်တဲ့အကယ်ဒမီမင်းသမီးချစ်ပေမဲ့မာနမကြီးပဲဖြူစင်လွန်းတဲ့မင်းသမီးလေးဖွေးကိုအားလုံးကတော့ထပ်တူချစ်ကြလားရှင်